နောင်ချင်းရွာသားတွေကရွာအနီးမှာစက်ရနာယာကြီးတွေနဲ့ရွှေတူးဖော်တာကိုကန့်ကွက်ခဲ့တာဖြစ်ပြီးဒေသခံတွေရဲ့သဘောထားကိုသိရှိစေဖို့ရွှေမတူးဖော်ရတဲ့နေရာတွေသတ်မှတ်ကာသတိပေးဆိုင်ဘုတ်ဘီနိုင်ထောင်ထားရှိပေမဲ့မကြာခဏဖျက်ဆီးခံနေရတာဖြစ်ပါတယ်။အဲ့ဒီနေရာတွေမှာမတူးနဲ့ဆိုပြီး8 လပိုင်းကတခါသွားပြောတယ်ဒါပေမဲ့ဆက်တူးနေတော့မဲ့ရက်ကွက်3မြစ်စိတ်နားမှာနေတဲ့သူတွေအုပ်ချုပ်ရေးမှုနဲ့တွားပြောတယ်သူတို့ခေါ်ပြီးတော့မှစစ်ရှောင်ဆိုရင်စစ်ရှောင်နေရတွားလိုက်ပါဒီနေရာမတူးနဲ့ဒါကရွာရဲ့နေရာပါလို့သူတို့ကိုပြောတယ်ပြုံးဆိုင်တွေဖြုတ်ရွှေ့ပြီး3 ပတ်လောက်အနာပြပြီးလွန်ခဲ့တဲ့အပတ်ကနေပြန်တူးနေတယ်လို့နောင်ချင်းဒေသခံတဦးကပြောပြပါတယ်လက်ရှိနောင်ချင်းရက်ကွက်3နီးမှာရွှေမတူးဖော်ရတဲ့ကန့်သက်နေရာမှာဆက်ရနေရကြီးတွေတုံးကရွှေတူးဖော်နေတဲ့လောက်ကွက်5 ခုအထိရှိနေပြီးဒေသခံရွာသားတွေနဲ့ကြေးရွာအုပ်ချုပ်ရေးမှုတို့ကရွှေမတူးဖော်ဖို့တွားရောက်ပြောကြားခဲ့ပေမဲ့ခဏအနားပြပြီးပြန်တူးဖော်နေတာဖြစ်ပါတယ်